ချို့သောပုဂ္ဂိုလ်တွေဗုဒ္ဓဘာသာအမိခံထားပြီမဲ့ကွဲပြားမသိဘူးအကုသိုလ်ကိုကုသိုလ်ထင်နေတယ်ကုသိုလ်ကိုအကုသိုလ်ထင်နေတယ်မကောင်းတာတွေပြောမကောင်းတာတွေလုပ်ပြီးတော့ဂုဏ်ယူနေတာမျိုးရှိတယ်ယနေ့ခေတ်ဆိုရင်ဒေါသတွေအားကြီးတယ်အစဲတန်တဲ့ခေတ်လို့တော့ပြောရမယ်ထင်တယ်ဆဲကြတယ်နော် online မှာဆိုရင်ပိုတော့ဆိုသေးတယ်သူကလည်းကိုမသိကိုလည်းသူမသိဆဲကြဝစီဒုစရိုက်ကြီးကိုအာရပါရလွန်ကျူးကြတယ်ပြီးရင်ဂုံယူနေကြတယ်နော်ဒီလိုဆဲတာဒီဝစီဒုစရိုက်မြောက်တယ်နှုတ်ကနေဆဲမှမဟုတ်ဘူးစာနဲ့ရေးပြီးတော့ဆဲတာလဲဆဲတာပဲကာယပယောဂဝစီပယောဂလို့နှမျိုးရှိတယ်နှုတ်နဲ့ဆဲရင်ဝစီပယောဂလို့ခေါ်တယ်